လူတွေတဲ့ခါအကောင့်ပုံစံအမျိုးမျိုးပြုတ်လုပ်ပြီးတကြိုပေးရနိုင်ငံဒီအကောင့်ပုံစံလှလှလေးတွေကိုအင်တာနက်မှာမကြာခဏမြင်မှုမှာပါဒါတွေဟာလုံးကြံဖန်တီးထားမဟုတ်ပဲအပြင်မှာတကယ်ရှိပါရီဂါနာနိုင်ငံဆိုရင်အာဖရိကမြောက်ပိုင်းဒေသမှာရှိတဲ့ဖွံ့ဖြိုးတိုးတက်နေစေဒေသလေးပဲဖြစ်ပါရီဂါနာနိုင်ငံအခရာမြို့တော်မှာကြီးမားကျယ်ပြန့်တဲ့အကောင့်ဈေးကွက်ရှိပါရီသူတို့တလေးအရာလူတွေကွယ်လွန်တဲ့အခါမှာသွားလေသူရဲ့ဘဝတစ်လျှောက်အလုတ်ကိုင်းဒါမှမဟုတ်ရီမန်းချက်တွေကိုဖော်ပြတဲ့အနေနဲ့အနုစိတ်ပြုလုပ်ဖန်တီးကကွယ်လွန်သူတွေအတွက်ဂုံပြူရဲ့သဘောတက်ရောက်စေတဲ့အယောင်လှလှဒီဇိုင်းဆန်းဆန်းအကောင့်တွေကိုပြုလုပ်ကြတယ်လို့ဆိုကြပါရီအဲ့လိုမျိုးထူးခြားပြီးတော့လူတူးချင်းစီအတွက်တီးတန့်ပြုလုပ်ပေးထားတဲ့တက်သားအကောင့်တွေကိုဒေသခံဘာသာစကားနဲ့ဆိုရင်တော့အေးဘူးအေဒီကိုင်းလို့ခေါ်ဆိုကြပါရီပုံမှန်တက်သားအကောင့်တွေစားငါးဖမ်းတဲ့လူတွေအတွက်ငါးပုံစံအကောင့်လိန်မှုတွေအတွက်လိန်ပုံစံအကောင့်တွေကားဝါကနာရှင်တွေအတွက်ကတော့ကားပုံစံအကောင့်တွေကိုအနုစိတ်ပုံဖော်ဖန်တီးထားပြီးတော့ဒီဆုံးသူရဲ့ရေးချင်းတွေနဲ့ဘဝမျောလင်းချက်တွေကိုရိုးရဒလေးယဉ်ကျေးမှုတိုင်းအမှုပညာဆန်းဆန်းဖော်ပြခဲ့ကြတာဖြစ်ပါရီဒီဒလေးကို1950ကလေးကစတင်ခဲ့တာဖြစ်ပြီးတင့်အနေနဲ့ကိုယ့်အတွက်တီးတန့်ဆိုတာလေးကိုမှမတ်မောတယ်ဆိုရင်တော့ဂါနာနိုင်ငံဟာမိတ်ဆွေအတွက်အသင့်တော်ဆုံးနေရာတစ်ခုဖြစ်ပါလိမ့်မယ်ခင်ဗျဒါဆိုရင်တော့တချို့ကသိကျင်ကြပါလိမ့်မယ်တာပွားမီရဲ့အထူးကုဆရာဝန်တွေကိုဘလို့အကောင်းမျိုးနဲ့တကြိုကြတယ်လေဆိုတာပါပဲပွင့်ပွင့်လင်းလင်းပြောရရင်တော့ကျွန်တော်လည်းမသိပါဘူးခင်ဗျသိချင်တော့ကိုယ်တိုင်ပဲသွားမေးကြည့်ကြပါ